ခေါ်ပါပဲနဲ့ကိုမျိုးတို့သူလေးရောက်လာမညင်ပါပဲနဲ့ဟိုဝေးတို့သူပြန်သွားတာအချေရခဲ့ဖို့အမတ်တရားတို့ဒီရင်တွေမှာအချင်းရှိတိုင်းကိုသူဒီရကမျောနေမိတာမင်းမျိုးကိုခေါ်လာရမလားကိုမျိုးကိုမင်းပဲလာမလားခုခုတော့ရွေးစေချင်တယ်မင်းရဲ့မင်းရှိရခေါ်လာရမလားကိုရှိရမင်းပဲလာမလားလွမ်းလုံးလုံးယူတော့မယ်ကွယ်မချင်မပဲနဲ့နှလုံးလာမှာကိုယ်က